သူ့အစီခံအဖေငားမယ်လို့ဆုံးဖြတ်ထားတာကိုအဲ့ဒီလိုလဲသူ့အမျိုးသမီးရဲ့အတွေ့တွေကိုကြားနေရတာပဲဆိုတာနောက်ဆုံးတော့သဘောပေါက်သွားတယ်သူ့အစီအစဉ်တွေကြောင့်အရန်ကိုအံ့အားတင်သွားပြီးသူ့အခန်းကိုပြန်ပို့ခိုင်းဖို့သူ့လက်ထောက်ကိုချက်ချင်းတည်းပြောလိုက်တော့တာပေါ့သူခင်ပုံရုတ်တရက်ထပြေးသွားတာကိုမြင်တော့အမျိုးသမီးလည်းကြောင်သွားတာပေါ့သူကကွာချင်းကျဲယူတီခရီးထောက်ဖို့စောင့်နေခဲ့တာလေဒါပေမဲ့အခုတော့သူခင်ပုံကနောက်ဆုတ်သွားပုံရတယ်အမျိုးသမီးကသူ့ရဲ့တကယ်ကဘာမှာကြံနေတဲ့ပိုက်ဆံတွေအကြံပိုးကိုစဉ်းစားပြီးသူ့ရဲ့မူလဘဝကိုပြန်ရောက်ဖို့နီလန်းရှာဖို့ဆုံးဖြတ်လိုက်တယ်သူ့စကားတွေမှာမော်ဆန်တဲ့စွမ်းအားရှိတဲ့ဆိုတာလာစာဖော်မှာရပ်ပြီးကဘာကြီးပျက်စီးသွားပါစေလို့ပြောလိုက်တယ်နောက်တစ်စက္ကန့်မှာပဲသူ့ပတ်ဖက်လဲမှာလေပြင်းတွေတကယ်ပဲတိုက်ခတ်လာတော့တာပေါ့ဝတ္ထုထဲကကဘာကြီးပျက်စီးသွားရင်သူ့ရဲ့တကယ်ဘဝကိုပြန်ရောက်လိမ့်မယ်လို့တွေးပြီးသူစိတ်လှုပ်ရှားနေခဲ့တာပေါ့ဒါပေမဲ့အဲ့ဒီနောက်လက်စီတခြားသူ့ကိုလာထီမှလိုက်ပြီးအမျိုးသမီးကချက်ချင်းပဲမြေပြင်ပေါ်လဲကျသွားတော့တာပေါ့အိမ်သားတွေကလည်းကွာရှင်းမှုရဲ့စိတ်တန်ရာကိုမခံနိုင်လို့များလဲလို့တွေးပြီးသူ့စီကိုပြေးလာကြတယ်တကယ်ဘဝကိုပြန်မရောက်နိုင်တော့ဘူးဆိုတာသဘောပေါက်သွားတော့အမျိုးသမီးကဘယ်လိုပဲဖြစ်ဖြစ်သူခင်ပွန်းစီကကွာရှင်းကျဲကိုယူမဲ့လို့ဆုံးဖြတ်လိုက်တယ်။သူခင်ပွန်းသူ့ကိုမုန်းသွားအောင်ရည်ရွယ်ချက်ရှိရှိပူလုံးနေတဲ့ရေနွေးတစ်ခွက်ကိုသူ့လက်ထဲထည့်ပေးလိုက်တယ်။ဒါပေမဲ့အဲ့ဒီလူကမျက်နှာအမှုအရာမပြပဲတောက်လိုက်တော့အမျိုးသမီးကသူမားသွားပြီလို့ထင်လိုက်တာပေါ့။ဒါနဲ့သူ့ကိုရေတစ်ခွက်ငွဲလိုက်တာချက်ချင်းပဲပူလောင်သွားတော့တာပဲ။ဒီနီလန်ကမအောင်မြင်ဘူးဆိုတာသိတော့အမျိုးသမီးကသူ့မော်ဖီညာကိုတုံးပြီးသူခင်ပွန်းကိုနောက်ပြောင်ချင်ခဲ့တယ်။သူကရည်ရွယ်ချက်ရှိရှိပဲ။အိမ်ထဲမှာခြုံပုတ်တီအများကြီးပဲ။မွေတွေတော့ရှိလိမ့်မယ်။ငါခင်ပွန်းရဲ့ခြေထောက်တွေကလည်းအခုအစင်မပြေဘူးဆိုတော့မွေကိုက်ခံရရင်မကောင်းမှုမောလို့ပြောလိုက်တယ်။မကြခင်မှာပဲမွေးတကောင်ပေါ်လာတယ်။ဒါပေမဲ့သူကိုက်ချင်တဲ့သူကအမျိုးသမီးပဲဖြစ်နေတာပေါ့။အမျိုးသမီးကကြောက်လန့်တကြဆင်းသွားပြီးမွေကိုပြစ်ထုတ်လိုက်ပြီးတော့ကြောက်လန့်တကြနဲ့မေ့လဲကျသွားတော့တာပဲ။